အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ချိုကမြန်မာမုံလေးတစ်မျိုးဖြစ်တဲ့ဆက်တဖူးမုံလုံးကြီးလေးကိုအစားဆုံးဒီဗီဒီယိုဖိုင်လေးမှာတိချာလေးပြပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲတိချာလေးလိုက်ပြီးတော့လုပ်ကြည့်ကြနော်ဒီမုံလေးကအခုဆိုလို့ရှိရင်လှုပ်ရောင်းတဲ့လူလည်းရှားပါသွားပြီပေါ့နော်နောက်ပိုင်းကျရင်ဒီမုံလေးကိုတင်မြုပ်ပြောက်ွယ်သွားမှာစိုးရပါတယ်ဒါလေးကိုအကုန်လုံးလုပ်တတ်အောင်ချိုကတင်ပေးချင်ပါတယ်ရှင်အရင်ဆုံးဆက်တဖူးမုံလုပ်ဖို့အတွက်ကပါဝင်ပစ္စည်းကနည်းပါတယ်။အုံးဒီထညဲကောင်းညင်းမုံစားဒါလေးပဲလိုအပ်ပါမယ်။အရင်ဆုံးချိုကဒီမှာထညက်က30သားမဲ့ပေါ့နော်30သားတော့မပြေဘူး။အဲ့ဒါလေးကိုချိုထည့်ပြီးတော့ရေလေးနဲ့ငင်နဲ့ကြိုချက်ပေးပါမယ်။ထညက်တွေအားလုံးပျော်ဝင်းသွားပြီဆိုလို့ရှိရင်ထညက်ရေလေးကိုချိုတို့စစ်ပေးထားပါမယ်။ထညက်ရေရလာပြီဆိုလို့ရှိရင်အုံးဒီတစ်လုံးကိုလည်းချစ်ပေးထားပါမယ်ရှင်။အုံယိုထိုးဖို့အတွက်အုံယိုမကြိုက်လို့ပဲနဲ့เนาะပဲယိုလေးထိုးခြင်းတယ်ဆိုလည်းရပါတယ်ရှင်။ဒါကချစ်ပြီးသားအုံဒီတစ်လုံးမှာအရင်ဆုံးတဲဦးတွေကိုအုံဒီထည့်မယ်။နောက်ပြီးလို့ရှိရင်ချိုးတို့ကျိုးထားတဲ့ထင်းညက်ရည်လေးထည့်ပါမယ်။ပြီးလို့ရှိရင်အုံဒီနဲ့ထင်းညက်နဲ့ကိုဒါမီးအေးလေးနဲ့မှုေးပေးနေဒါထင်းညက်ရည်တွေကအုံဒီအသားတွေကိုစိတ်ဝင်သွားပြီးတော့ဒါအုံယိုလေးဖြစ်သွားပါလိမ့်မယ်ရှင်။ခုလိုမျိုးလေးစိတ်ရှိလက်ရှိမှုေးပေးနေနဲ့အုံယူလေးကတဖြည်းဖြည်းရေခမ်းလာပါပြီရေခမ်းလာပြီဆိုလို့ရှိရင်ချိုးတို့အုံယူလေးရပါပြီပေါ့နော်အရန်လွယ်ကူပါတယ်ရှင်ကဲခုဆိုလို့ရှိရင်အုံယူလေးရပါပြီအုံယူလေးအစင်းသစ်ဖြစ်ပြီဆိုလို့ရှိရင်ချိုးတို့မုံသားတွေပြင်ဆင်ပါမယ်မွေးကောင်းညှင်းမုံတစ်ထုပ်ပါမွေးကောင်းကြီးမုံတစ်ထုပ်ကိုချိုး9ခုရပါတယ်။ကဲမွေးကောင်းကြီးမုံတစ်ထုပ်ကိုထည့်လိုက်ပါတယ်။ပြီးလို့ရှိရင်သူ့ထဲကိုရေလေးနဲ့ထည့်ပြီးတော့နည်းနည်းပေးမယ်ပေါ့နော်။ဒီနေရာမှာရေကိုပဲအသုံးပြုပေးရပါမယ်။ရေနွေးတို့နော်ရေကြက်သိန်းနွေးတို့ဘာတစ်ခုမှအသုံးပြုပေးလို့မရပါဘူး။ရေလေးကိုပဲချိုးလို့နည်းနည်းချင်းစီထည့်ပြီးတော့နည်းပေးရပါမယ်။ရေထဲတာကိုဆန္ဒမစောပါနဲ့ရှင်။သူကမုံလုံးရေပေါ်လို့စိကတ်သွားတဲ့အနေထားမျိုးလည်းမရပါဘူးရှင်။မုံအနေထားရေလေးကိုနည်းနည်းချင်းစီထည့်ပြီးတော့ပြောရလို့ရှင်ပေါ့နော်ကောင်းချင်းမုံကိုအစိုးဓာတ်ဖြစ်ပေးတာပေါ့နော်။ကောင်းချင်းမုံလေးတွေကမုံလုံးတဲ့နေရာမှာစကားလေးနဲ့ချသုံးလို့ရှိရင်တစ်ခုနဲ့တစ်ခုအစိုးဓာတ်ကလေးနဲ့စိကတ်သွားတဲ့အနေထားဖြစ်အောင်ဆိုရင်ရပါပြီရှင်။အဲ့တော့ရေလေးနဲ့နဲပေးရပါမယ်ရေကိုချိန်ဆပြီးတော့ထဲပါဒီနေရာမှာရေချိန်ကိုအတိအကျပြောလို့လည်းမရပါဘူးเนาะကဲမုံရဲ့အနေထားဟောဒီလိုလုံးထွေးသွားပြီးတော့ဒီလက်ထဲကိုစုပ်လိုက်လို့ရှိရင်လည်းစုပ်လို့ရတဲ့အနေထားဖြစ်နေရမယ်မုံကเนาะရေဘလောက်ထည့်ရလဲလို့ဆိုလို့ရှိရင်မုံကိုစုပ်လို့ရှိရင်ဒါစုပ်လို့ရတဲ့အနေထားဖြစ်ရမယ်ပြီးတော့မုံကိုပြန်ပြီးတော့ခြေမယ်ဆိုလို့ရှိရင်လည်းခြေလို့ပြန်ပြီးတော့လောလောကူမွသွားတဲ့အနေထားဖြစ်အောင်ရေလေးကိုအသုံးပြုပေးရမှာအခုဆိုရင်ဒီမုံကစုပ်လို့ရတယ်เนาะဒါစုပ်လို့ရသွားပြီဒါပေမဲ့ဟိုလိုမျိုးတို့မုံလုံးရေပေါ်လိုမျိုးလည်းမဟုတ်ဘူးเนาะမုံလုံးရေပေါ်လောက်လည်းရေမထည့်ရဘူးခုဒါပြန်ချေမယ်ဆိုလို့ရှိရင်လည်းသူအမှုံလေးတွေပြန်ဖြစ်တယ်ပေါ့ကွယ်ဒီအနေထားလောက်ကလေးပဲရေကိုအသုံးပြုပေးရပါမယ်အဓိကဒီမုံရဲ့အသက်ကရေထဲ့တာမှာအသက်ပါနော်တကယ်လို့ရေထဲ့တာအရန်နဲသွားပြီဆိုလို့ရှိရင်လည်းမုံစကားချပြီးတော့ဖြန့်တဲ့ချိန်မှာတစ်ခုနဲ့တစ်ခုမကပ်ပါဘူးရှင်ပြီးတော့ရေထဲ့တာများလို့ရှိရင်လည်းဒါမကောင်းပါဘူးပေါ့နော်အဓိကအသက်ကဒီရေထဲ့တဲ့အချိန်ပဲပေါ့နော်ကဲပြီးလို့ရှိရင်ချိုးတို့အဲ့ရေထဲ့ပြီးတော့လှုပ်ထားတဲ့မုံကိုစကားလေးနဲ့ချပေးပါမယ်ချိုးခုလိုမျိုးစကားလေးနဲ့တိုက်ပြီးတော့ချပေးရပါမယ်ဒါလေးကစကားလေးနဲ့တိုက်ပြီးတော့ချပေးထားပါမယ်အကုန်လုံးစကားတိုက်ပြီးတော့ချပြီးလို့ရှင်သူ့ကိုအဝတ်တန်လေးနဲ့ဖြစ်တခြားအဖုံးတစ်ခုခုနဲ့နည်းနည်းပဲဖြစ်လေးလုံးအောင်အုပ်ပေးထားပါ10မိနစ်လောက်အနားပေးထားရပါမယ်ဒါအစိုးဓာတ်ကလေးတွေအကုန်လုံးကူးလူးသွားတဲ့အချိန်ထိ10မိနစ်လောက်အနားပေးရပါမယ်ချိုးကတော့အဝတ်တန်လေးနဲ့အုပ်ထားလိုက်ပါတယ်အုံယူလေးကလည်းအစင်းသင်းဖြစ်နေပါပြီပါဝင်ပစ္စည်းကအင်မတန်အောင်မှနဲပါတယ်ရှင်ကဲ10မိနစ်ပြည့်တဲ့အခါမှာချိုးမုံလို့တော့မယ်မုံလို့ဖို့အတွက်မကတ်တဲ့ဒဲအိုးတိုးလောက်တော့
လိုပါရဲ့နော်သူတို့တန်ပြားဖြစ်ဖြစ်မကတ်တဲ့ကိုဖြစ်ဖြစ်နော်လိုပါတယ်ချိုးကတော့ဒီချိုးရဲ့ကြောက်အိုးလေးတွေကိုချိုးကထည့်လိုက်တယ်မီးကိုအရင်ဆုံးအပူပေးလိုက်တယ်မီးပူလာပြီဆိုလို့ရှိရင်အပူရှင်ကိုလျှော့တယ်မီးကိုအလက်လက်မှာပဲထားတယ်ထားပြီးတော့ဒီအိုးလေးရဲ့အနှံ့ကိုချိုးစကားလေးချပေးလိုက်ပါတယ်ရှင်စကားလေးချပြီးတဲ့အခါမှာအုံယိုလေးကိုတင်မယ်စကားလေးချပြီးသွားပါပြီခုဆိုလို့ရှိရင်ခဏဆောင်ပြီးတော့အုံယိုလေးကိုထည့်ပါမယ်အုံယိုကိုမုံသားရဲ့ခလဲကောင်မှလည်းထည့်လို့ရှိရင်လည်းရတယ်ဒါချိုးကတော့မုံမျက်နှာပြင်ရဲ့သုံးပုံပုံတပုံလောက်အနေထားမှာပဲချိုးကအုံယိုကိုထည့်လိုက်ပါတယ်အလဲကောင်မှထည့်ပြီးတော့ကိုကြိုက်နှစ်သက်လို့ခောက်ချင်ရပါပြီမုံသားကကြည့်လိုက်ပါဒဲအိုးထဲမှာဘေးနှခမ်းလေးတွေကြွနေတယ်ဒါဆိုလို့ရှိရင်မုံကကြက်နေပြီဒီလိုနေထားမှာမုံကိုခောက်လို့ရပါမယ်လိုသေးတဲ့အချိန်မှာသွားခောက်လို့ရှိရင်လည်းမရပါဘူးပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်ဘေးနှခမ်းသားလေးတွေကိုကြည့်ပါအိုးရဲ့ဘေးနှခမ်းသားလေးတွေကြွပြီးတော့တက်နေတယ်ဒါဆိုလို့ရှိရင်မုံသားကြက်ပြီအဲ့တော့ချိုးတို့ခောက်မယ်ဒါမုံကအစိုးတက်ပြေဝနေတယ်သူကလည်းသူလုံလောက်တဲ့ဆိုတက်လေးရနေတဲ့အတွက်ကြောင့်လို့တစ်ခုနဲ့တစ်ခုကအစီးကတ်တယ်ပေါ့နော်ကောင်းနှင်းရလဲစေးကတ်တဲ့အရာဆိုတော့အစီးကတ်သွားပါတယ်ကဲလို့ဒီနေရာမှာရေနှဲမယ်ဆိုလို့ရှိရင်ဒီလိုမျိုးအစီးကတ်တဲ့အဆင့်ကိုမရောက်ဘူးပေါ့နော်အမှုံကအမှုံတိုင်းပဲဖြစ်နေမယ်ကဲခုဆိုလို့ရှိရင်ချိုးတို့မုံကိုလွယ်ကူစွာခောက်လို့ရသွားပါပြီဒီပုံစံအတိုင်းပဲတစ်ခုချင်းလှုပ်သွားရုံပါပဲပေါ့နော်တကယ်လို့ဒဲအိုးထဲမှာအမှုံမွားတွေအစားအစာတွေတိုင်းခင်သွန်းပြစ်ပါသွန်းပြစ်ပြီးတော့မှနောက်တစ်ခုကိုထပ်ထည့်ပါပေါ့နော်အဲ့လိုမျိုးလေးနဲ့စက်တိုက်ကလေးလုပ်ပေးသွားရင်ရပါပြီပေါ့နော်ချိုးတို့ကကောင်းချင်းတစ်ထုပ်စာကိုမုံချက်9ချက်ထည့်ပါတယ်ရှင်ဒါဆိုလို့ရှိရင်အလွယ်ကူဆုံးနီးလန်းမှာကောင်းချင်းမှုန့်လို့လွယ်တာပါပေါ့နော်ချိုးတို့ရှေ့တုန်းကနီးတွေဆိုလို့ရှိရင်ကောင်းချင်းစံကိုထောင်းရတာအသေးညက်နေအောင်ထောင်းပြီးကမှသူတို့တွေကလုပ်ကြရတာဒီအတွက်ကြောင့်မို့လို့ခုနောက်ပိုင်းမှာဒီမုံကိုလုပ်ပြီးတော့မယောင်းကြတော့တာပါပေါ့နော်လုံဝင်တဲ့အတွက်ကြောင့်မို့လို့ကဲအခုတော့အားလုံးဆင်ပြေသွားပါပြီကဲအားလုံးပဲဆင်ပြေကြပါစေဆင်ပြေနဲ့လိုက်ပြီးတော့လုံနိုင်ပါစေလို့လည်းမျှော်လင့်ပါတယ်ရှင်ကဲအားလုံးပဲဆင်ပြေကြပါစေစားကြပါအောင်ရှင်ရှာပပဆက်တပူးမုံလေးပါနော်အားလုံးပဲကျေးဇူးတင်ပါတယ်